Hello guys, ဒီနေ့ Sakura School ထဲမှာဂျပန်မြို့ကိုသွားပြမှာဖြစ်ပါတယ်။ဂျပန် city ကိုသွားပြမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ဖို့အလုံးကိုမြတ်တရခံအပ်ပါတယ်ရှင်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်။ Let's go. အလုံးကိုအဆုံးထိကြည့်ရှုပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။ကဲအရင်ဆုံးကျမတို့ NDX အပ်မယ်ရှင်။ရင်ဆုံးမတို့လိုက်ရှာပါမယ်ရှင်ဂျပန် Sakura School ကိုနောက်အမျိုးလေးလိုက်ရှာပါမယ်ရှင်ကျွန်တော်ဝင်နေတာအလုံးကိုပြောချင်တာကဘယ်လဲဆိုတော့ကျွန်မထိထားပေးပါတယ်ဒီခရီးတင်တဲ့ဗီဒီယိုထဲမှာဒီမှာပေါ့နော်ဂျပန်မျိုးဆိုတော့ဂျပန် city ကိုတွားလိုက်မှာဖြစ်ပါတယ်ဂျပန် city မရှိလို့ရှိရင်ဂျပန် village ကိုတွားလိုက်မှာဖြစ်ပါတယ်အလောကိုဂျပန်နီ village ကိုတွားလိုက်မှာဖြစ်ပါတယ်ဒါကြောင့်အလုံးကိုဗီဒီယိုလေးကိုတစ်စုံထိကြည့်ပေးပါလို့အလုံးကိုပြသရခါပါတယ်ရှင်ဒီကနေစပါမယ်။ရှင်းလေးဖွင့်လိုက်မယ်ပေါ့နော်။ Okay အလုံးကိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ Yay! ငါဒီဝန်နေရတာတော်ပြောတာပဲ။မောက်ဆိုင်ရလည်းရှိရဲ့။ဒီလူတော့မရှိဘူး။ Oh my god. Hello အကိုကြီးဒီမှာရွက်တွေဝယ်လို့ရတယ်ဒီမှာ coffee Hello ဒီနားလေးမှာမဟုတ်ရကြဖို့တောင်းဆိုချင်ပါတယ်ရှင်ဒီပါဆိုကြီးအရင်တန်ပါတယ်ကောင်းပါရဲ့အနက်လေးရမွေးညာပဲဒီဆိုင်ကလည်းမသိပါဘူးမွေးချာညာပဲဟဲဒီမှာဟိုရီတမန်အောင်စားပါအောင်တန်ငါ့စမမပါဒါလေးကိုအဆုံးနီးဒါလေးကိုဟဲဟိုကိုင်းဝင်ကြုံနေနေမှာငါတို့တာမဟုတ်နော်သူ့ပဲတက်လို့နော် Shiny Restaurant ရှိရယ်ဒီမှာလေနည်းနည်းထူးခြားရည်ဒီလားဟဲဒီမှာလေနည်းနည်းထူးခြားရယ်ပေါ့နော်ဘယ်လိုပြောရမလဲလေးပေါ်မှာပြန်လို့ရတယ်ကျမလေးဟိုဇန်ရတာဒီလားရှိလိုက်လေးပေါ်ပြန်လို့တော့ရနေကျမဇန်ရတာလားမလေးချင်းတဲ့တိုင်းဟိုခိုင်းဝင်ကြုံတာကျမဇန်ရသွားပါတော့ကဲအလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခရီးရန်ယူကီ channel 1လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်အလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye